Tech Brother ပြောပြမယ်သင်က online ကနေ PC ဝယ်တယ်သင် credit card number ကိုရိုက်ထည့်လိုက်တယ်ဒီအချက်လက်က internet ပေါ်ကိုဖြတ်သွားတဲ့အခါတခြားသူတွေမြင်သွားနိုင်လားဒီမှာကာကွယ်ပေးတဲ့နည်းပညာက HTTPS Hypertext Transfer Protocol Secure ပါ HTTP versus HTTPS กว่าခြားချက် HTTP မလုံခြုံဘူးစာပို့ကတ် postcard တင်ရေးလိုက်တဲ့စာကိုကတ်ပေါ်မှာပွင့်ပွင့်လင်းလင်းရေးထားသလိုပါစာရိုက်လူလမ်းမှာဖြတ်သွားတဲ့သူဘယ်သူမဆိုဖတ်လို့ရတယ်ဥပမာ http://example.com lock မပါ HTTPS လုံခြုံတဲ့တစိခတ်စာအိတ် sealed envelope တင်ရေးလိုက်တဲ့စာကိုစာအိတ်ထဲထည့်ပြီးတစိခတ် encryption လိုက်တယ်စာအိတ်ကိုဘယ်သူမဆိုမြင်နိုင်ပေမဲ့အတွင်းထဲကစာကိုဖွင့်မှဖတ်လို့ရမယ်တစိတော့ SSL/TLS certificate ကဒီ website ကတကယ်အစ်စ်လားအတုလားဆိုတာအတည်ပြုပေးတယ်ဥပမာ https://example.com log ပါဘယ်လိုအလုပ်လုပ်လဲသင်က website ကိုသွားတယ် website ကသူ့ရဲ့ SSL certificate digital အထောက်အထားကိုပြပေးတယ်သင် browser က certificate ကိုစစ်ဆေးတယ်တရားဝင် authority ကထုတ်ပေးထားလားအတည်ပြုပြီးရင်သင်ရဲ့ website ကြားက encrypted connection တခုစတင်တယ်အခုကစပြီးသင်ပို့သမျှအချက်လက်တွေအကုန်လုံးစကားဝက်ဖုံပြီးသားသွားတယ်ဒီအချက်ကိုသိထားရင်ဘာဖြစ်လာမလဲ Senior tip number 1 online ကနေဘာမှမဝယ်ခင် password မထည့်ခင် browser ရဲ့ address bar မှာ lock သင် data ရှိမရှိအရင်စစ်ပါ lock မပါရင်အချက်လက်တွေပွင့်ပွင့်လင်းလင်းသွားနေတယ်လို့သိတာပါကိုယ်ပိုင် website ဒါမှမဟုတ် blog လုပ်ရင် free SSL certificate let's encrypt ကိုသုံးပါဒါဆိုရင်သင် website က lock သင် data ရလာမယ် public wifi coffee sign လေဆိပ်မှာချိန်တဲ့အခါ HTTPS ရှိတဲ့ website တွေကိုပဲသုံးပါဒါမှမဟုတ် VPN သုံးပါ Senior tip number 4 SSL certificate expire ဆိုရင်ဘယ်တော့မှ continue မလုပ်ပါနဲ့ website ကအတုဖြစ်နိုင်တယ် data တွေလုံခြုံစွာသွားတယ် website ကစစ်မှန်ကြောင်းအတည်ပြုနိုင်တယ် phishing လိမ်လည်မှုတွေကိုတချို့တော့ကာကွယ်နိုင်တယ် disadvantage encryption လုပ်တဲ့အတွက်နည်းနည်း2% နှေးတယ်ခက်ဆက်တွေမှာတိတ်မသိတာဘူးဒီနေ့သင်ယူလိုက်တဲ့ HTTPS ရဲ့အခြေခံဟာဒီညပဲသင် browser မှာ log သင် data မပါတဲ့ website တွေကိုသတိထားမိလာတဲ့အခါချက်ချင်းအသက်ဝင်လာလိမ့်မယ်ကျွန်တော်တို့ဒီမှာမျှဝေပေးနေတဲ့ senior tips တွေကိုနေ့စဉ်မိနစ်ပိုင်းလေးနဲ့လေ့လာသွားရင်တစ်နေ့9မိနစ်တစ်ပတ်3ချိန်တစ်လဆိုရင်တစ်နာရီတစ်နှစ်ဆိုရင်နာရီပေါင်း130လေ့လာပြီးသားဒီ130နာရီအတွင်းမှာသင်ဟာ internet ပေါ်ကလုံခြုံရေးအခြေခံတွေကိုကျွမ်းကျင်လာမယ်ကိုယ်တိုင် website တစ်ခုတည်ဆောက်ရင် SSL certificate ဘယ်လိုတက်ရမလဲသိလာမယ်လိမ်လည်တဲ့ website တွေ phishing attack တွေကိုခွဲခြားသိလာမယ်နေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး senior IT technician ဖြစ်ဖို့ follow လုပ်ထားပါအောင်